မင်္ဂလာပါအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူယခုဆိုရင်တော့ကျွန်တော်ရှားလီကာတရီတရိကချန်နယ်ဖွဲ့သားများအားလုံးရှောင်းဟမစ်နာဂူရီသူတော်စင်ကြီးဒရဂါတော်တို့ရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ကျွန်တော်ရှားလီကာတရီတရိကချန်နယ်မှာအီရှောင်းဟမစ်နာဂူရီသူတော်စင်ကြီးရဲ့ဒရဂါတော်မှာတာဝန်ရှိတဲ့သူပုဂ္ဂိုလ်တူကတွားရောက်မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်များအားလုံးကျွန်တော်နဲ့အတူတူလိုက်လံကြည့်ရှုဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအဲဒီကျွန်တော်ဒီရှောင်းဟမစ်နာဂူရီသူတော်စင်ကြီးရဲ့ဥရုအခမ်းအနားကြီးရဲ့ပတ်သက်ပြီးတော့အခမ်းအနားအစီအစဉ်လေးတွေကိုတစ်ချက်လောက်တင်ပြပေးပါအင်ရှာအလ္လာဟ်22ရက်နေ့တလပိုင်း2026ခုနှစ်ဂျာဇာပရီနေ့မှာကျွန်တော်တို့တာဟာရတ်အစီအစဉ်အခမ်းအနားကျင်းပမှာဖြစ်ပါတယ်။တောက်ကြနေ့ကျွန်တော်တို့3နာရီမှာသာသနာအော်လန်တော်ကိုလဲပွဲအခမ်းအနားကိုစီကာတိုင်းမြတ်စွာဖွဲ့ပေါင်းစုံနဲ့ကျင်းပပြီးမှကျွန်တော်တို့အဆတ်ဆလတ်အပြီးမှာသာသနာအော်လန်တော်ကိုလွှင့်တင်ရန်ဖြစ်ပါတယ်။စနေနေ့ကျမှကျွန်တော်တို့အီရှာဆလတ်အပြီးမှာတခင်ရဲ့ချုံတဲ့ချာဒေရောနဲ့စန်ဒယ်နန္ဒာကိုလဲပွဲနဲ့အစ္စညတကောင်မှာကျွန်တော်တို့စန်ဒယ်တင်ဆက်ပါမယ်ဖြစ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါလိုင်ကွမ်အစလမ်ဝရဟ်မတုလာဟီဝဘရကာတူဟာဂျီအခုလိုမျိုးရှောင်းဟမစ်နာဂူရီသူတော်စင်ကြီးရဲ့လန်ဒန်ကြီးကိုယခုလိုပြီးစီးသွားတဲ့ပုံမှာဟာဂျီရဲ့ပီတိစကားလေးတစ်ခွန်းလောက်ကျွန်တော်တို့တရိကချန်နယ်ကိုပြောပြပါမယ်အလ်ဟမ်ဒူလ ল্লাহ ကျွန်တော်တို့ကောဘကတတန်းမှာဒါပထမဦးဆုံးစေယဒနာရှောင်းဟမစ်နာဂူရီတကင်ကြီးရဲ့အလာနန်ကိုကျွန်တော်တို့အစ်စ်ပြန်လဲလောက်ဆောက်ရခွင့်ပြုရတဲ့အလာရှိမြဦးစွာရှိခိုးပြုပါတယ်ကျွန်တော်တို့ကော်မတီဝင်အားလုံးနိုင်ကနေတကွအဖွဲ့ဝင်အားလုံးကိုလည်းနေ့မတန်ပြောနေတဲ့နေ့ဖြစ်နေပါတယ်အခုလိုဖြည့်ကြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်